တခါတော့အိန္ဒိယနိုင်ငံမှာအက်ဂတ်ဆိုတဲ့လူတစ်ယောက်ရှိတယ်အက်ဂတ်တထေးကြီးပေါ့တထေးကြီးဘလောက်ချမ်းသာတယ်လဲလို့မေးသူကိုယ်တိုင်ဘလောက်ပတ်စံရှိမှမသိလောက်အောင်သူချမ်းသာတယ်သူရှိမှဝန်ထမ်းတွေရှိတယ်နောက်ဆုံးသူကားကိုမောင်းတဲ့ driver သူလာရင်တကားကိုပြေးပြီးဖွင့်တဲ့သူသူ့အိမ်မှာထမင်းချက်နေတဲ့သူသူ့ရဲ့ manager သူ့ရဲ့အလုပ်သမားညှက်ရှင်းနေတဲ့သူအမိုက်သိမ်းနေတဲ့သူသူသားသမီးထိမ့်ပေးနေတဲ့သူအားလုံးဟာသူ့เจ้าနေပဲတငယ်ချင်းတွေကြီးပဲเจ้าနေပဲတငယ်ချင်းတွေရဲ့သူသားသမီးတွေကြီးပဲသူ့ရှိမှာဝန်ထမ်းအဲ့ဒီအက်ဂါ9တန်းပဲเจ้าနေဘူးလေဒါပေမဲ့အက်ဂါတထေးဖြစ်သွားတဲ့အချိန်မှာမာနာကြီးတာတော့မဟုတ်ဘူးစကားကိုလွတ်အပ်မှပြောတယ်မလွတ်အပ်ဖဲမပြောဘူးသူ့တငယ်ချင်းတွေနဲ့သူဟာသူ့ရှိမှသူ့တငယ်ချင်းကဝန်ထမ်းအလုပ်သမားဖြစ်နေပေမဲ့သူနဲ့စကားပြောခွင့်မရဘူးသူကလည်းလူကြားသူကြားတဲ့ကိုလွတ်အပ်မှလာတယ်မလွတ်အပ်ရင်မလာဘူးသူလာရင်လည်းအားလုံးကကြောက်တယ်သူစကားတခွန်းဟာဒုံးနဲ့ရိုက်တာတဲ့နာသူကအမြဲတမ်းပြောတယ်အလောက်ခွင်ထဲမှာအလောက်လောက်ပြီးမောတဲ့သူရှိတယ်တေးကြတဲ့အလောက်လောက်ပြီးမောတဲ့သူဟာဘာမှမလုပ်ဘူးတဲ့သူပဲသူလာမှအလုံးများကြီးအောင်ဆောင်နေတဲ့သူဟာသူမလာခင်မှာအလုံးမလုပ်တဲ့သူပဲသူသိတယ်သူလာနေပေမဲ့အလုံးမလုပ်ပဲထိုင်နေတဲ့သူတွေ့တယ်သူကအပြစ်တင်ခြင်းမှတင်တယ်တချို့အလုပ်သမားများကအလုံးရှင်လာမှအလုံးရှုပ်ပြတဲ့သူတွေရှိမှသူကကောင်းကောင်းသိလို့ဒါကြောင့်သူ့ကိုကြောက်ကြသူကအမြဲတမ်းပြောတယ်စင်ကြေသိမ့်မပေးနဲ့ပါဇက်ထဲမှာစင်ကြေတွေကိုမျိုးချတဲ့သူဟာတဖြည်းဖြည်းချင်းပိန်လီပြီးဆင်းရဲသွားရောပဲလူဘဝရောက်လာတာစင်ကြေပေးဖို့မဟုတ်ဘူးအခက်ခဲဆိုတာဘာလဲတကယ်တော့တစ်ပင်တွေမှာရှိတဲ့အကိုင်းခက်လို့ပဲအခက်ဆိုရင်ချို့ပြလိုက်အခက်ဆိုရင်ဝါစာပြလိုက်ညှိတွားမနေနဲ့ဒါကတော့အက်ကရဲ့မူပဲသူ့ကိုကြောက်တယ်သူကအလုတ်ကိုတအားကြီးမခိုင်းဘူးအများကြီးမခိုင်းဘူးစနစ်တကျခိုင်းတယ်လုံးလဝရိယထားပြီးအလုတ်လုပ်တယ်ဆိုတာပင်ပန်းပန်းလောက်ခိုင်းတာမျိုးမဟုတ်ဘူးစီးနဲ့ကန်းနဲ့စနစ်တကျတတ်မှတ်တဲ့အချိန်အတွင်းမှာပြီးအောင်လောက်ခိုင်းခြင်းသာဖြစ်တယ်ဝရိယဆိုတာပင်ပန်းပန်းလောက်ရတာမျိုးမဟုတ်ဘူးအဲ့တော့သူ့ကိုစကားကြီးစကားကျယ်ပြောတယ်ပေါ့တငယ်ချင်းတွေကထားတော့ဒီလိုနဲ့သူ့အသက်90ပြည့်တဲ့နေ့မှာမွေးနေ့ပွဲကြီးကျင်းပတာသူ့ခြံထဲမှာအဲ့ဒီမွေးနေ့ပွဲကြီးကိုသူကြိုတင်ပြီးစီစဉ်တယ်တစ်လလောက်ကြတဲ့ရဒါပေမဲ့မွေးနေ့ပွဲဖိတ်စာကိုဘယ်သူမှသူမခိုင်းဘူးမွေးနေ့ပွဲနီးတဲ့နီးလာပြီနောက်ဆုံးလိုရင်းတိုရှင်ပြောကြစို့မနေ့ပြန်မွေးနေ့ပွဲနီးပြီဆိုမှဒီကနေ့သူကဖိတ်စာဝေတယ်အဲ့ဒီဖိတ်စာမှာအထူးဧည့်သည်တော်တွေအဖြစ်ဘသူ့ကိုဖိတ်ထားလဲဆိုတော့သူ့ဝန်ထမ်းတွေနဲ့သူ့အိမ်မှာရှိတဲ့သူ့တငယ်ချင်းအလုပ်သမားတွေဟာသူ့အတွက်အထူးဧည့်သည်တော်တွေပဲအဲ့ဒီဖိတ်စာရဲ့အောက်ဆုံးမှာစာလေးတစ်ကြောင်းရေးထားတယ်မိမိအလိုရှိတာကိုဤနေရာတွင်စာရေးပြီးတောင်းပါတဲ့ဖြတ်ပိုင်းလေးလဲပါတယ်တောင်းချင်ရာကိုစာရေးပြီးတောင်းဝင်ပေးထားတယ်သူကအားလုံးကပြောတာပေါ့အားလုံးကရောက်လာခြင်းအဲ့ဒီဖြတ်ပိုင်းလေးကိုဖြတ်ပြီးဖလားတဲ့ကိုထည့်ရမှာရောက်လာခြင်းမွေးနေ့ပွဲကိုလာရင်သူ့မွေးနေ့ပွဲတဲ့ဘာ present မှာပေးစရာမလိုဘူးကြောက်ကပဲပေးမှာသူသဘောကအဲ့ဒီမှာရေးရမယ်ကိုလိုချင်တာကိုရေးပြီးဖလားတဲ့ထည့်ရမှာလာကြတာပေါ့သူ့အလုပ်သမားတနည်းအားဖြင့်သူ့တငယ်ချင်းတွေမွေးနေ့ပွဲစားတဲ့အချိန်မှာတောက်ကြစားကြပြောကြပါကြသူကအဲ့ဒီစာရေးတရွယ်ချင်းသူထုတ်ဖတ်တာသူတို့ပြောပါစားတောင်းနေတဲ့အချိန်ပြောကြစို့မွေးနေ့ပွဲကြီးမှာပြောလို့ပါလို့2နာရီလောက်အချိန်လဲကုန်တော့သူစင်မော်တက်ပြီးစကားပြောတယ်မင်းတို့လိုချင်တာကိုတဲ့ငါသိရပြီတဲ့ဒါပေမဲ့ငါပေးချင်တာမင်းတို့တယောက်မှမတောင်းဘူးတဲ့အဲ့ကပေးချင်တာရှိတယ်သူပေးချင်တာကိုအလုပ်သမားတွေနဲ့သူ့တငယ်ချင်းတွေကတယောက်မှမတောင်းဘူးမင်းတို့လိုချင်တာတွေငါပေးပါမယ်တိုးတော့ငါပေးချင်တာဘာလဲလို့တော့မင်းတို့မမေးသင့်ဘူးလား